高潮 BB 收银的，စပင်60နဲ့စပင်6ခံပေးရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဟာဖြောင်းဆေးလိမ့်မယ်ဖြောင်းဆေးဘယ်လိုလဲဆော့ရတော့စီယံအိတ်ချမီလာကလေးသက်ကနိုင်တို့ပြသူပြအိတ်ချမီထား think so ပိုးလိုက်တော့ခဏလေး okay hi hi wow hey come here come here come here come ခုနကဖြောင်းစေးပေါ့နော်လိမ့်ထားပြီးတော့15မိနစ်အခု15မိနစ်စောင့်နေပေါ့နော်15မိနစ်စောင့်ပြီးလို့ရှိရင်ဒီလိုမျိုးဘီအစိတ်ကလေးနဲ့သူ့ကိုဖြီးချရမယ်ဖြီးချပြီးပြီဆိုလို့ရှိရင်သူ့ကို6သွားအောင်လို့60နဲ့သူ့ကိုစပင်ကို6ပေးရမယ်ပေါ့နော်ခေါင်းမချော်ရဘူး60နဲ့6ပြီးလို့ရှိရင်သူ့ကိုစပင်ကလုံးဝ6သွားပြီဆိုလို့ရှိရင်ဖြောင်းဆက်နဲ့အဖြောင်းဆွဲပေးရမယ်ပေါ့နော်အဖြောင်းဆွဲပေးပြီးတော့ကလုံးဖြောင်းသွားပြီဆိုလို့ရှိရင်ပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုဒီရှမ်ပူဒီဘူလေးနဲ့လျှော်ပြီးတော့ဒီပျော့စေးconditioner နဲ့လုပ်ပြီးပြီ